အားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်တို့ဒီနေ့ကအချင်းအစိုးရဆုံးနဲ့အကောင်းဆုံးမင်းကြီးမြတ်ဖြစ်ပါတယ်မင်းကြီးမြတ်ဒီနေ့ဆိုပြမယ့်အချင်းကတော့ကျွန်တော်တို့မျိုးကြီးရဲ့မလာပါနဲ့ဖြစ်ပါတယ်နော်အဲ့တော့အမျိုးသားဆိုတော့တယောက်ရဲ့အချင်းကိုမင်းကလေးတယောက်ကကောင်းအောင်ဆိုပြဖို့ဆိုတာမလွယ်ပါဘူးအဲ့တော့ဒီနေ့မင်းကြီးမြတ်ကရအောင်ဆိုပြမှာဖြစ်ပါတယ်ကြားရင်လက်ဖက်ကန်ကြည့်ပြချလား